မင်္ဂလာဆောင်တစ်ခုမှာသူတို့သမီးပစ်လိုက်တဲ့ပန်းစီကိုသူမတော်တဆဖမ်းမိခဲ့ပါတယ်။ရှင်းနေကြလက်တွဲလာခဲ့တဲ့ချစ်သူကဒီအခွင့်အရေးကိုသုံးပြီးသူမကိုလက်ထပ်ခွင့်တောင်းတော့မယ်လို့ထင်နေတော့မှာပဲ။သူကသူမလက်ထဲကပန်းစီကိုလူယူပြီးဘေးနားကသူ့ရဲ့အတွင်းရေးမှုမလေးကိုပေးလိုက်ပါတယ်။သူမကအရင်ထိမိတောင်ဖို့လို့ဆိုတဲ့စင်ချိန်နဲ့သူမကိုနောက်တစ်ချိန်အလှည့်ကျမှစောင့်ဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့သူမကတော့နောက်ထပ်ဆောင်ဆိုင်ခြင်းစိတ်မရှိတော့ပါဘူး။ဘာလို့လဲဆိုတော့ဒါဟာသူ့ကိုသူမပေးခဲ့တဲ့နောက်ဆုံးအခွင့်အရေးမှုလို့ပါ။သူတို့နှစ်ဦးရှင်းနေပတ်လုံးတကယ်ချစ်ခဲ့ကြတာပါ။အတူတူရုန်းကန်ပြီးကိုပိုင်အိမ်လေးတစ်လုံးတောင်ဝယ်နိုင်ခဲ့ကြတယ်။ဒါပေမဲ့လက်ထပ်ဖို့စကားစတိုင်းသူကအချောင်းပြချက်မျိုးစုံနဲ့ရှောင်လဲခဲ့ပါတယ်။ပန်းစီကိုအတွင်းရေးမှုလက်ထဲဘာလို့ထည့်ပေးလိုက်လဲဆိုတာသူတို့သမီးတောင်နားမလည်နိုင်ပေမဲ့သူမကတော့ကောင်းကောင်းကြီးသိနေခဲ့တယ်။လွန်ခဲ့တဲ့နှစ်ကအဲ့ဒီအတွင်းရေးမှုကိုခန့်ပြီးကြတဲ့ကသူအိမ်ပြန်နောက်ကျလာပြီးသူမပေါ်ထားတဲ့သဘောထားတွေပြောင်းလဲလာခဲ့တာပါ။အဲ့ဒီညမှာသူအိမ်ပြန်လာပြီးသူမကိုတောင်းပန်ပါတယ်။အတွင်းရေးမှုနဲ့ဘာမှမပတ်သက်ကြောင်းနဲ့သူတို့မင်္ဂလာပွဲကဒီထက်ပိုခမ်းနားမှာပါလို့ပြောခဲ့တယ်။ဒါပေမဲ့သူဟာအမြဲတမ်းဒီလိုပဲချောမော့ပြီးလှည့်စားနေကြမှုသူမမယုံကြည်တော့ပါဘူး။ဒါနဲ့ပဲသူမကလမ်းခွဲဖို့ပြောလိုက်တဲ့အခါသူကသူမကိုစိတ်တဘောထားတေးတင်လွန်တယ်လို့အပြစ်တင်ပြန်တယ်။သူမကနောက်အပတ်မှာလက်ထပ်ကြော်မယ်လို့ပြောလိုက်တော့သူတုံလှုပ်သွားပြီးရဲစရာနီရှောက်မပြောနဲ့လို့ဆိုပါနဲ့။ပတ်ဝန်းကျင်ကလူတွေအကုန်အိမ်တောင်ကြကုန်ပြီးသူမတယောက်ပဲကြံတော့တာလို့ပြောလိုက်တဲ့အခါမှာတော့သူနှုတ်ဆက်သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲအတွင်းရင်မှုစီကဖုန်းလာတဲ့နဲ့သူချက်ချင်းပဲလှည့်ထွက်သွားပါတယ်။မထွက်သွားခင်မှာလေအခုလောလောဆယ်လက်မထက်ချင်သေးဘူးဘလောက်ပဲအတင်းကျပ်လှုပ်သဘောမတူနိုင်ဘူးလို့ပြောသွားခဲ့တယ်လို့ခဏလောက်အပြင်မှာခွဲနေမယ်လို့တောင်စူးခဲ့ပါသေးတယ်။သူထွက်သွားတော့မှအရေးကြီးစာရွက်စာတမ်းအချို့ကြံခဲ့တာကိုတွေ့လို့သူမကကုမ္ပဏီကိုတွားပို့ပေးခဲ့ပါတယ်။အဲ့ဒီမှာတဲ့သူနဲ့သူ့တငယ်ချင်းတို့ရဲ့စကားဝိုင်းကိုမတော်တဆကြားလိုက်ရပါတော့တယ်။သူဟာသူမကိုလက်ထပ်ဖို့လုံးဝအစီအစဉ်မရှိခဲ့တာပါ။အဲ့ဒီအခိုက်အတန့်မှာသူမရဲ့ရှစ်ညစ်တာအချိန်တွေဟာဖြစ်လုံးတစ်ခုလိုဖြစ်သွားခဲ့ရပါတယ်။သူမစိတ်ဓာတ်တွေအကုန်ပြိုလဲပြီးနေရာမှာနေမဲ့လဲသွားခဲ့တယ်။ပြန်နိုးလာတော့နေရတောင်ရှိသွားပါပြီ။သူကတော့လူကိုယ်တိုင်လာမကြည့်တဲ့အပြင်သူမကိုလက်ထပ်ဖို့အတင်းကျပ်လုပ်ချင်လို့ဟန်ဆောင်ဖျားနေတာလို့တောင်ပြောဆိုခဲ့ပါတယ်။ဒါနဲ့ပဲသူမလည်းအိမ်ချမ်းမြေအကျိုးဆောင်နဲ့ဆက်သွယ်ပြီးအိမ်ကိုရောင်းချလိုက်ပါတော့တယ်။တပည့်အကြမှာသူမကမင်္ဂလာဝတ်စုံဝတ်ပြီးလက်ထပ်ဖို့ပြင်ဆင်နေတယ်။အဲ့ဒီအချိန်ထိသူကသူမကိုလက်ထပ်ဖို့စိတ်ကူးမရှိသေးပါဘူး။တငယ်ချင်းတွေကဝိုင်းတိုက်တွန်းလို့သာစိတ်မပါလက်မပါနဲ့သူမကိုလာကြိုးကိုအဆုံးဖြတ်လိုက်တာပါ။ဗီဒီယိုထဲကဝတ်စုံကိုကြည့်ပြီးသူမသူ့ကိုမြင်ညာအရန်ပျော်သွားလိမ့်မယ်လို့သူထင်နေခဲ့တာ။ခဏကြာမှာတော့တငယ်ချင်းတွေအချမ်းအရန်နဲ့သူမအိမ်ရှိကိုသူရောက်လာပါတယ်။သူမထွက်လာတာကိုမြင်တော့သူမဟာလက်ထပ်ချင်စောနဲ့အပြေးလာတော့မယ်လို့ထင်နေကြတာပါ။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူမကသူ့ကိုကြောခိုင်းပြီးတခြားအမျိုးသားတစ်ယောက်စီကိုရှောက်လန်းသွားတဲ့အခါမှာတော့သူဟာကြောင်အမ်းပြီးကြံရစ်ခဲ့ပါတော့တယ်။နောက်ထပ်ဇာတ်လမ်းကောင်းတွေကြည့်ရှုဖို့ like and subscribe လေးတွေလုပ်ဖို့မမေ့ကြနဲ့အောင်နော်။ comment မှာလည်းဘလို့အကြောင်းအရာလေးတွေကြည့်ချင်လဲရေးသွားပေးကြပါအောင်မျိုးတို့။